ဒီနေ့တော့ချင်းရိုင်ဘက်မှာအရန်ကို viral ဖြစ်နေတဲ့ Lalita Cafe vlog လေးလည်းရိုက်ခဲ့ပါတယ်။သူက entrance fee အနေနဲ့ကတော့တယောက်ကို60 baht ပေးရပါတယ်။ cafe တွေကိုဝင်လိုက်ပြီဆိုတာနဲ့တောအုပ်ကြီးတွေကိုရှောက်သွားတဲ့ vibe မျိုးကိုခံစားရပါတယ်။အထဲမှာတော့ရေမွှားလေးတွေဖြန်းပေးထားပြီးတော့မြူပုံစံအငွေ့လေးတွေကိုလည်းဖန်တီးပေးထားပါတယ်။တွေအနေနဲ့ကတော့ပိန်းပန်းအနီလေးတွေလည်းရှိပါတယ်။တစ်ပင်ကြီးတွေလည်းများပြီးတော့စိမ့်စိမ့်ဆူဆူနဲ့တော်တော်လေးကိုအေးချမ်းပါတယ်။ဒီ cafe ကဓာတ်ပုံရိုက်တာထက်ဆိုင်ဗီဒီယိုရိုက်တာကပိုလာတယ်လို့မြင်ပါတယ်။ဘာလို့လဲဆိုတော့ဓာတ်ပုံရိုက်ရင်ရေမွှားပါတာတွေရောအောက်ကမြူတွေကြောင့်ရောဓာတ်ပုံလေးတွေကဝါးတယ်လို့ခံစားရလို့ပါ။သူ့ cafe ဆိုင်ပုတ်ရှိတဲ့ဒီနေရာလေးကပန်းလေးတွေနဲ့မြိုင်ပြီးတော့တော်တော်လေးလှပါတယ်။တစ်ခွပန်းတွေဆိုရင်ခရမ်းရောင်လေးတွေအဖြူရောင်လေးတွေနဲ့ပန်းရောင်လေးတွေစိုက်ပျိုးထားပါတယ်။ coffee တောက်စရာနေရာတွေကိုလည်းအများကြီးဖန်တီးပေးထားပါတယ်။အဲကွန်ခန်းတီးတန့်လည်းရှိတယ်လို့ဖန်တီးတန့်အခန်းလည်းရှိပါတယ်။ရှေ့မှာတန်းစီနေတဲ့လူအုပ်ကြီးကိုတွေးလိုက်မယ်ထင်ပါတယ်။အဲဒီနေရာတော့ဒီ cafe ရဲ့ဓာတ်ပုံရိုက်လို့အကောင်းဆုံး spot ဖြစ်မယ်နဲ့တူပါတယ်။ကိုရီးယားကတော့တိုးနဲ့သွားတာဖြစ်တဲ့အတွက်အချိန်မရှိလို့တန်းစီပြီးတော့ဓာတ်ပုံမရိုက်ခဲ့ပါဘူး။နေရာတိုင်းမှာလည်း coffee မာလို့ရတဲ့ကောင်တာတစ်ခုစီထားပေးထားပါတယ်။ဒါကတော့အပေါ်ထပ်မှာ coffee တောက်လို့ရတဲ့နေရာလေးပါ။60 baht ပေးပြီးဝင်ရရဲဆိုပေမဲ့လည်းတန်ပါတယ်အထဲမှာကိုယ်စိတ်ကြိုက်ဖိုတိုဗီဒီယိုစိတ်ကြိုက်ရိုက်လို့ရပါတယ်အချိန်ကန့်သတ်ထားခြင်းမရှိပါဘူးကော်ဖီဆိုင်ထဲမှာစပါလုပ်လို့ရတဲ့နေရာတစ်ခုလည်းတွေ့လိုက်ပါတယ်ဒါလေးကတော့ရေတကုံငယ်လေးတစ်ခုလည်းသူဖန်တီးပေးထားပါတယ်နောက်ဆုံးမှာတော့ဒီ Lalita Cafe မှာရိုက်ခဲ့တဲ့ဖိုတိုလေးတွေကိုတင်ပေးထားပါတယ်အဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးပါ